ကဲမင်္ဂလာပါဒုတိယညီကူမောင်နှမများဆရာရဲ့လက်တွက်ဆိုင်လေးကိုကြည့်ရှုအားပေးကြပါအောင်ဆရာလက်တွက်ဆိုင်လေးတွေ့ထားလို့တင်ရခြင်းဖြစ်ပါတယ်ဆရာတို့လို့ကျတော့ဒီကဆိုင်ကတော့ဆရာထိပ်စီးတိုင်းပြပါမယ်ကြိုက်နှစ်တန်ရင်တော့3ပေါ့ဗျာ3ကူပေါင်းတော့နှစ်ဖြစ်တယ်နှစ်ပါဝါသည်ခွင်ကျွန်တော်တို့ယူခဲ့မယ်ဆိုရင်ဟောထိပ်စီး3လုံးပဲစီနီယံယူမယ်ခွင်ရှိကိုထိပ်စီးသည်နောက်ရမနခင်းမှာ98လို့ထွက်ပါတယ်တုံညာနှလုံးပေါင်းတော့တုံညာဖြစ်တယ်တုံညာပါဝါ9တုံညာနှလုံးပေါင်းတော့ဟုတ်တယ်တုံညာပါဝါ9 6ခွန်လို့ထိပ်စီးဖြစ်တယ်နောက်ရမနခင်းမှာ9 4လို့ထွက်တယ်အလာပြီးတော့တင်9ပေါင်းတော့6ပါဝါသည်1ဖြစ်တယ်1 2 3စီနီယံပေါ့ဗျာခေါ်ထိပ်စီ3လုံးလို့ပဲ1 2 3ဒီနောက်ရမှာ2 1လို့ထွက်တယ်3 3ပေါင်းတော့6ဖြစ်တယ်6ပါဝါသည်6ပါဝါ1 2 3ဖြစ်တယ်ကျွန်တော်တို့နောက်ရမနခင်းမှာ2 6လို့ထွက်တယ်4 6ပေါင်းတော့တုံညာဖြစ်တယ်တုံညာပါဝါ9 6ခွန်ဆိုထိပ်စီးရပါတယ်နောက်ရမနခင်းမှာ9 6လို့ထွက်တယ်3 9ပေါင်းတော့2ဖြစ်တယ်2ပါဝါသည်ခွင်8 9လို့ရပါတယ်နောက်ရမနခင်းမှာကျွန်တော်တို့90လို့ထွက်ပါတယ်6 9ပေါင်းတော့9ပါဝါတုံညာ1နှစ်ဒီချိန်မဲ့တော့ဗျာတုံညာ1နှစ်ကိုသူ့ရဲ့ပါဝါချိန်9လာသွားညနေခင်းကျတော့တုံညာဖြစ်တယ်ကဲဆရာကတော့ဒီကောင်ကတော့တစ်ချက်တွန်းလို့တက်ချီခဲ့ပြထားတယ်6 9ပေါင်းတော့နောက်တစ်ချိန်မှာ9ပါဝါတုံညာ1နှစ်ဒီ1 4လို့ထွက်တယ်ဒီချက်ကတော့ဖောင်းရပေါ့ဗျာသူ့ရဲ့ပါဝါလောက်သွား9လောက်သွားတဲ့အတွက်ညနေခင်းတုံညာဒီတုံညာဒီတုံညာဆင်းတယ်မနေ့ကတောက်ကြရက်မှာ15ရက်5လ2026ထိပ်စီးရတော့မနေ့က12နာရီ1မိနစ်ထိပ်စီးရတော့တုံညာနှစ်ပေါင်းခြင်းဒီတုံညာနှစ်ပေါင်းခြင်းဒီနှစ်ပါဝါဒီခွင်ရှိခွင်စီနီယံယူမယ်ဆိုတော့ခွင်ရှိကူပေါ့ဗျာ15ရက်5လ2026နေကုန်သားတဲ့မနေ့က7နာရီ1မိနစ်ကျွန်တော်ရဲ့ဆရာရဲ့လက်တွက်ဆိုင်ထိပ်စီးလေးရတော့ခွင်ရှိကူထိပ်စီးခွင်ရှိကူထိပ်စီးရပါတယ်ဆရာနောက်တစ်ဆိုင်လေးနေကုန်သားပတ်တီးလေးတစ်ဆိုင်တွေ့ထားပါတယ်ဒုတိယညီကောင်မောင်များနှစ်တက်ရင်တော့ကြိုက်နှစ်တက်3ပေါ့ဗျာရတာလေးတော့ဆရာတင်ပေးထားပါတယ်ဆရာပြတဲ့ဆိုင်လေးကိုတော့ဒီဥစ္စာလေးကြည့်ပေါ့ဗျာကျွန်တော်တို့ဒီ3လုံးပေါင်းခြင်းဒီတုံည163ပေါင်းတော့တုံညပါဝါ9နောက်ရမနက်ခင်းမှာ9 6လို့ထွက်တယ်နောက်တစ်ခါ6 9ပေါင်းတော့9ဆိုတော့10ပေါ့ဗျာ6နဲ့ပေါင်းတော့4ပါဝါသည်9ဖြစ်တယ်နောက်ရမှာ6 9လို့ထွက်ပါတယ်တော့နေကုန်တာပတ်တိပေါ့ဗျာနောက်က6 9ပေါင်းတော့6 9ပေါင်းတော့9 6နဲ့ပေါင်းတော့1ပါဝါသည်6ရတယ်နောက်ရမှာ60လို့ထွက်တယ်ညနေခင်းမှာ60ထွက်ပါလေနောက်တစ်ခါတုံညာ6ပေါင်းတော့6ဖြစ်တယ်6ပါဝါဒီ1ဖြစ်ပါတယ်နောက်ရမှာနေကုန်တော့1 4နှစ်လို့ထွက်ပါတယ်1ကနေကုန်တော့ထွက်သွားတယ်ပေါ့ဗျာကဲတောက်ကြရက်မနေ့ဖြန်15ရက်5လ2026နေကုန်ပတ်တီးတောက်ကြရက်ကို
တူရီညီကိုမောင်နှမများရာသီကျင်တို့ဆရာလည်းစိုက်တွေးတဲ့ဆိုင်လေးလို့တဲ့ဆိုင်လေးကိုတင်ပြပေးပါတယ်နောက်တစ်ခါ9နှစ်တစ်ပေါင်းတော့10ဖြစ်တယ်10ပါဝါဒီ3ဖြစ်တယ်ကျွန်တော်တို့15ရက်5လ2026နေကုံရာပါတိပေါ့ဗျာနေကုံရာပတိရတော့3ဖြစ်တယ်ဆိုတော့ဆရာမနေ့ပြန်မင်းဩကွက်3ကွက်တော့ထုတ်ပြီးမယ်ပေါ့သူဒီကမောင်မကျိုင်းနှစ်တန်းရင်တော့3ပေါ့ဗျာဆရာမင်းကွက်လေးကတော့5ကွက်လောက်ကိုဆရာထုတ်ပြီးမယ်ကျိုင်းနှစ်တန်းရင်တော့3ပေါ့ဗျာဆရာ3နဲ့ပဲထုတ်ပေးပါမယ်ခွင်3 8 3 9 3 2 3ခွင်3 8 3 9 3 2 3တုံဆိုတော့3ညာ3ဖြစ်ပါတယ်မင်းရတော့ခွင်3 8 3 9 3ဒီပါလုံးဆိုတော့ကျွန်တော်တို့မနေ့ပြန်မနေ့ခင်းတော့ထိပ်စီးလိုက်ရကျွန်တော်ဒီခွင်8 9ထိပ်လို့ရထားပါတယ်ခွင်8 9ထိပ်စီးဆိုတော့ကျွန်တော် main ခွက်ကတော့ခွင်3 8 3 9 3ဥတီကျရွေးထားပါတယ်ရှစ်ကဲဒုတိယညီကောင်မောင်များဆရာတော့လောတယ်တော့တော့ဆိုင်လေးနဲ့ဆိုင်ရလို့ဒုတိယညီကောင်များပေါက်ထိကျင်တို့ပေါ့ဗျာဆရာရလာလေးကိုတင်ပေးပါတယ်ဆရာဘယ်လိုတင်တိုင်းကဲဆရာဘယ်လိုတင်တိုင်းဆရာရဲ့အကောက်လေးကိုမြင်အောင်လို့ subscriber လေးလည်းနှိပ်ပေးထားပါမနေ့ပြန်တော့15ရက်5လ2026ဆရာပြထားတဲ့စိုက်လေးရတော့ဒီထိပ်စီးလေးရတော့2ပါဝါသည်ခွင်8 9 9ထိပ်3ညပါဝါ9 6ခွန်5ထိပ်ဒီနိုမ6ပါဝါ1 2 3 2ထိပ်6ပါဝါ1 2 3 2 6 4 6ပေါင်းတော့3ညပါဝါ9 6ခွန်5 6 3 9ပေါင်းတော့2ပါဝါခွင်8 9ခွင်9 6ပေါင်းတော့5ပါဝါသည်3ည1နှစ်ဒီရက်ကတော့ကျွန်တော်ဖောင်းရက်လို့ဒီမှာတစ်ချက်ဖြတ်ထားပါတယ်ဖောင်းရက်ဆိုတော့သူ့ရဲ့ပါဝါ9ထိပ်ကလာသွားပြီးညနေ3ညဆင်းသွားလို့ပါနောက်ရက်ကြတော့6 9ပေါင်းတော့5ပါဝါသည်3ည1နှစ်1ထိပ်ထိပ်စီးလိုက်မို့နော်မနေ့ပြန်တော့15ရက်5လ2026 12နာရီ10မိနစ်ထိပ်စီးရတော့2ဇောင်းပေါင်းတော့2ပါဝါသည်ခွင်8 9ကျွန်တော်ဒီမှာချပြထားပါလဲခွင်8 9ထိပ်စီးနေကုံစာပတိရတော့ဆရာပြထားတဲ့အတိုင်းပဲ163ပေါင်းတော့3ညပါဝါ9 6ထွက်တယ်699ပေါင်းတော့4ပါဝါ9 69ထွက်တယ်669ပေါင်းတော့1ပါဝါဒီ6 60ထွက်တယ်3ည6 3ညပေါင်းတော့6ပါဝါဒီ1 4ထွက်တယ်2ထွက်တယ်5 2ပေါင်းတော့8ပါဝါ3မနေ့ပြန်နေကုန်သာပတ်တိ3တလုံးရှိရယ်ဆရာရှားတဲ့စိုက်လေးပြပေးတာဒီမဲ့ဆရာမင်းကွက်ထုတ်ထားတယ်နော်ဆိုတော့ဒီထိပ်စီးလိုင်းနဲ့ကျွန်တော်ထုတ်ထားတာတော့ခွင်3 8 3 9 3 2 3 3ည3ဆရာကြိုက်ဆုံး3ခွက်ကခွင်3 8 3 9 3ကတော့ main ကွက်ပေါ့ဗျာကဲဒုတိယညီမောင်များဆရာတင်တိုင်းတွေ့ရအောင်လို့ဒီလေကျွန်တော်ဆရာတင်တိုင်း subscriber လေးလည်းနှိပ်ပြီးလိုက်လက်မလေးလည်းနှိပ်ပြီးထားကြပါဦးနော်ဆရာတူဒီလက်တွက်ဆိုင်လေးຢာတိုင်းဆရာတင်ပေးပါမယ်ကဲအားလုံးမင်္ဂလာပါဆရာအလုပ်လေးရှိလို့ခဏနားပါအောင်မယ်